အားလုံးပဲမင်္ဂလာပါခင်ဗျာ VR Knowledge Share မှာကြိုဆိုလိုက်ပါတယ်ကျွန်တော်လူတော်တော်များများကိုတွေ့ခဲ့တယ်အားလုံးကတူညီတဲ့အမှား၅ခုစီရှိနေတာကိုတွေ့ရတယ်မိတ်ဆွေမှာရောဒီအမှားတွေရှိနေပြီလားတချို့ကတိတိနဲ့မပြင်ကြဘူးဒါပေမဲ့ဒီအမှားတွေကသူတို့ရဲ့အောင်မြင်မှုကိုတားဆီးနေတယ်မိတ်ဆွေလည်းဒီထဲမှာပါနေမလားဆိုတာကိုဒီဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ပါနံပါတ်1လွှတ်ချတဲ့နာကိုလွှတ်မချသေးဘူးကျွန်တော်တို့အားလုံးဟာအတိတ်မှာတနည်းမဟုတ်တနည်းမှားခဲ့ပူးကြပါတယ်အဲ့ဒီအတွက်ဆုံးရှုံးနေတာမှုတွေလည်းကြုံခဲ့ကြပါတယ်တချို့ကအဲ့ဒီအမှားတွေကိုသင်ခန်းစာယူပြီးဘဝကိုရှေ့ဆက်နေကြပါတယ်တချို့သူတွေကတော့ဖြစ်ခဲ့မှုတဲ့အမှားတွေအတွက်နောင်တတွေဝမ်းနည်းပူဆွေးမှုတွေနဲ့ခုချိန်ထိပြင်မစီနိုင်ရှိနေကြပါတယ်အမှားတွေကိုဒီလိုပုံစံနဲ့ထွေးထွေးထားနေရင်အသိဉာဏ်အသစ်တွေတွေးခေါ်နိုင်မှာမဟုတ်ပါဘူးဒါကြောင့်နောင်တနဲ့ခါသိမ်းမှုတွေကိုလှုပ်မကြတာဟာသိရဲ့အမှားတစ်ခုပါနံပါတ်2ဖက်တွယ်ထားတဲ့နာကိုဖက်တွယ်မထားဘူးကျွန်တော်တို့အားလုံးမှာရီမှန်းချက်မျှော်မှန်းချက်တွေရှိကြပါတယ်ကာလတိုနဲ့ကာလရှိရီမှန်းချက်တွေကွဲသွားနိုင်ပေမဲ့အမှန်တကယ်တော့ရီမှန်းချက်ပြည့်မီအောင်စွမ်းဆောင်နိုင်သူကရှားပါတယ်အကြောင်းရင်းကတော့ဇွဲနဲ့ဆရာထက်သန်မှုအားနည်းလို့ပါဒီလိုလက်လျှော့လွယ်ကြလို့လဲအောင်မြင်မှုတွေဟာအချိန်တက်ညစေတာပါဒါကြောင့်သင်ရီမှန်းချက်တွေကိုဖက်တွယ်မထားဘူးဆိုရင်တော့သင်ဟာအမှားတစ်ခုကျင်းလွန်လိုက်တာပါပဲစိန်ခေါ်မှုတွေကိုရင်မဆိုင်သေးဘူးအောင်မြင်မှုတိုင်းဟာအားပြိုင်မှုစိန်ခေါ်မှုတွေနဲ့တည်ဆောက်ထားတာပါစိန်ခေါ်မှုတွေကိုကြောက်နေသေးတော့အောင်မြင်မှုတွေကိုမြင်နိုင်မှာမဟုတ်ပါဘူးကွန်ဖော့ဇုန်ထဲမှာနေတယ်ဆိုတာကခဏတာပဲကောင်းပါတယ်ပိုကောင်းတဲ့နေရာစီရောက်အောင်သွားဖို့စိန်ခေါ်မှုတွေကိုရှောင်မသွားပါနဲ့ခုချိန်ထိစိန်ခေါ်မှုတွေကိုထိတ်တိုက်ရင်ဆိုင်ရသေးရင်တော့သင်ဟာအမှားကြီးမှားနေပါပြီနံပါတ်4ခဏနာဖို့မစင်စားထားဘူးတချို့လူတွေကအလုံးရန်ကြိုးစားကြတယ်နားကျင်မရှိလောက်အောင်လုပ်ကြတယ်သူတို့မှစိတ်အပန်းဖြစ်ကြရဲ့လို့မတွေးရဘူးကျမ်းမာကြီးလည်းမလိုက်စားကြဘူးသူတို့ကိုသူတို့စက်ရုပ်လိုပဲသဘောထားကြတယ်တကယ်တော့သူတို့ရဲ့ procedure ကမှန်တယ်လို့ပြောလို့မရပါဘူးမိသားစုအတွက်အချိန်မိုးပေးရင်ခရီးလေးထွက်လိုက်မယ်ဆိုရင်ဒီထက်မှကအတွေးသေးစိတ်ကူးသစ်တွေနဲ့အောင်မြင်မှုတွေရနိုင်မှာပါဒါကြောင့်စရောလူပါအနားယူပြီးမနာတတ်တဲ့သူတွေဟာခုဒီဆက်မနေတဲ့သူတွေပါနံပါတ်5ကိုရွေးချယ်မှုကိုအလေးမထားဘူးပုံမှန်အားဖြင့်ကျွန်တော်တို့အများစုကဖြစ်ချင်တာတဲ့ဖြစ်တဲ့နာတွေကိုဦးစားပေးပြီးလုပ်နေကြရပါတယ်ဒါပေမဲ့ဖြစ်တဲ့နာတွေကိုရွေးချယ်ပြီးလုပ်နေကြရပေမဲ့စိတ်ထဲမှာတော့အပြည့်အဝစိတ်တိုင်းကြမနေပါဘူးနောက်ဆက်တငင်ငင်နဲ့အကြောင်းတိုက်ဆိုင်လာတဲ့အခါဒီလိုအလိုမကျစိတ်ကိုတောင်ဖွင့်ချမိတတ်ကြပါတယ်ဒါကတော့ကိုရွေးချယ်မှုကိုလှစ်လျူရှုတဲ့လုပ်ရက်ဖြစ်တာမို့ခုချိန်ဒီဆက်ယူလာတဲ့အမှားတစ်ခုလို့ကျွန်တော်ကတော့ယူဆမိပါတယ်။တရားပျော်ရွှင်တဲ့နေ့ရက်တွေကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။